စောချစ်သူများအားလုံးမင်္ဂလာပါခင်ဗျာဗီဒီယိုဒီဆောင်းမှာနားဆင်ပွဲရစာကောင်းလေးများတင်ဆက်လျက်ရှိပါတယ်ခင်ဗျာအခုဖတ်ပြမယ့်ဝတ္ထုတိုလေးကတော့အမျိုးသားပညာဝန်ဆရာဦးဖိုးကြားရေးသားထားတဲ့ကိုရီဝတ္ထုများစာအုပ်ထဲမှာအခမဲ့ကူလီထန်းချင်း၏အကျိုးဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်အခမဲ့ကူလီထန်းချင်း၏အကျိုးကောလိပ်ကျောင်းသားတယောက်ကျွချင်းလူငယ်သော6နှစ်ခန့်ကကျွန်ုပ်သည်မျိုးငယ်တစ်ခုသို့အမျိုးသားကျောင်းစီရန်သွားရ၏၎င်းမျိုးသို့မြည့်ရထားဆိုင်တဲ့ကျွန်ုပ်၏တငယ်ချင်းတပိတ်မောက်ကျောင်းသားဟောင်းဆရာကြီးသည်လာ၍ကြိုနေသည်ကိုတွေ့ရ၏ဘူရာအနီးတွင်ကပ်၍ကျွန်ုပ်၏ရင်းနှီးသောမိတ်ဆွေတယောက်နေသည်ကိုခဏမျှတွေ့လိုသည်နှင့်တငယ်ချင်းဆရာကြီးအားကျွန်ုပ်၏ပစ္စည်းများနှင့်တွားနေရန်ပြောဆိုလိုက်၏ဆိုပါဘူရာအနီးရှိမိတ်ဆွေနှင့်စကားစမြည်ပြော၍အတန်းကြားပြီးနောက်ဆရာကြီးအိမ်သို့သွားတော်မူဟုဘူရာအနီးကပင်ဖြဲ၍လာခဲ့ရာဘူရာယုံအတွင်း၌တရစွာဝတ်ဆင်၍တနကမတငယ်ကျောင်းသားတယောက်ကိုတွေ့မြင်ရ၏၎င်းမှာတယောက်တည်းလိုပင်ကြံ့ရစ်ခဲ့ရာမျက်နှာမကြည့်မသာတစုံတယောက်ကိုသို့မဟုတ်တစုံတရာကိုမကြည်မချမ်းစိတ်လက်ဆိုးနေရရှိ၍တဖြစ်တောက်တောက်နှင့်ဟိုလျှောက်သည်လျှောက်ပြုနေသည်ကိုတွေ့ရ၏ကျွန်ုပ်သည်လည်းမနေတတ်သည်နှင့်မောင်ဘာဖြစ်လို့လဲဟာမပြောပါနဲ့ဗျာကောလိပ်ကျောင်းဝေးလို့ပြန်လာတယ်အိမ်ကိုစာရေးထားတာဘယ်သူမှလည်းလာမကြိုကြဘူးအခုဒီမှာခွက်ကြနေတာပေါ့နေပါဦးမောင်ရဲ့ဘယ်သူမှလာမကြိုလဲဘာအပန်းကြီးတလဲအိမ်ကဘလောက်ဝေးလို့လဲအိမ်မဝေးပါဘူးဟိုစင်းသားတွင်ပဲအဲ့ဒါဖြစ်နေမောင်ရဲ့ကိုဟာကိုတွားလိုက်ကြရောပေါ့လူလာမကြိုဘောကိုအိမ်ကိုပြန်လာပဲဟာခမကြီးတဲခွာကြတာကိုကျွန်ုပ်ကပါရောစိတ်ဆိုးသွားဟန်တူသည်အိမ်နီးပေမဲ့စီးသွားစရာလာနေကြမြင်းလဲကလေးတစ်စီးဟာလည်းမရလိုက်ဘူးပြီးတော့ဒီမှာတရေအိတ်တစ်လုံးနဲ့ကူလီတွေလည်းမရှိတော့ဘူးဘယ်နဲ့လုံးမလဲဗျကူလီလိုသည်ဆိုတော့တရေအိတ်ကိုကြည့်လိုက်ရာအရှိတထောင်တမိုက်ခန့်အနံတောက်ဆုံးလောင်းမြတာရှိတော့တရေအိတ်ဖြစ်နေ၏ထိုအခါကျွန်ုပ်ကပင်ကဲမောင်ဒီတရေအိတ်အတွက်ဖြင့်ဝင်လေးမနေပါနဲ့ကျုပ်ပဲဆွဲခဲ့ပါမယ်ကဲသွားပါတော့ထိုအခါမှတငယ်သည်မျက်နှာအတန်းကြည်လာပြီးလင်ကဲဗျာတွားရင်လာရင်ဆွဲခဲ့ပါတော့ကျွန်တော်ကိုလီကပေးပါမယ်ဟုဆိုလေ၏ကျွန်ုပ်သည်ကိုလီကအကြောင်းကိုတစုံတရာပြန်မပြောဘဲတရေအိတ်ကိုသာကောက်ယူ၍တပင်ဆွဲကားထိုတငယ်နှင့်မျိုးရင်းဘက်သို့ရှောက်လာခဲ့ကြ၏စာဖတ်သူအားပြောရန်ကြံသေးသည်ကျွန်ုပ်သည်ခရီးသွားသည့်အခါအေးချမ်းသွားတတ်သည်နှင့်ထိုအခါကဟိုးကြားပေါက်လုံးကြီးအနွမ်းကိုဝေ၍ပင်နီရှက်အင်ဂျီတပန်နွမ်းကိုလက်ပင့်လက်လိပ်၍လက်နက်တုပ်ဘွားကိုခေါင်းနှင့်ထူထူပတ်ကဝစ်စင်လျက်ရှိ၏ဖက်နှက်မှာလည်းပိန်တန်ဖက်နှက်မြတာဖြစ်၏သို့ကြောင့်လည်းထိုတငယ်သည်ကျွန်ုပ်အားကူလီငှားရန်အာမနာခြင်းဖြစ်ဟန်တူသည်နှစ်ယောက်သားလာခဲ့ကြရာကျွန်ုပ်ကစား၍မောင်ကောလိပ်ကျောင်းမှနေတာဘယ်အတန်းရောက်ပြီလဲအင်္ဂလိပ်လိုစီနီယာ ISC ခေါ်တယ်ဗမာလိုတော့ဟိုနေစနတန်းဆိုပါတော့ဗျာဟင်းရောက်လာပါကောနုနေပါအောင်မောင်ရဲ့စနတန်းရောက်တော့ဘာတွေတင်ရတယ်လဲကွအများကြီးပါဗျာအထူးကတော့ Advanced English ဆိုတာတင်ရတယ်ဗျမောင်ဟာကအင်္ဂလိပ်လိုဗမာလိုလည်းပြောဦးမှာပေါ့ဗမာလိုမလွယ်ဘူးဗျနေဦးဟိုရင်ရှေ့ရောက်တော့ပုံမူကြီးဖြစ်တော့ဟာဒါလည်းမဟုတ်သေးပါဘူးလေဟိုရင်လွယ်ဆိုကြပါစို့ဗျာတိတ်ခတ်တဲ့အင်္ဂလိပ်စာဆိုပါတော့ကောင်းပါရဲ့လို့မြန်မာစာများကောမတင်ရဘူးလားကွဘာမစ်လားခမရမြန်မာစာဘာခက်လို့လဲဗျကျွန်တော်တို့ကောလိပ်မှာအရေးတကြီးမတင်ပါဘူးစာမကြည့်ဘဲနဲ့ pass နိုင်ပါတယ်ဗျာအလကားအတုံးနဲ့မကြလာပါဘူးဒါဖြင့်တီးပြင်ကောဘာများတင်ရသေးသလဲတီးပြင်တစ်ခုက chemistry ဆိုတာတင်ရတယ်အဲ့ဒါကမြန်မာလူရှိမယ်မထင်ပါဘူးဟိုရင်းဆိုပါတော့ဗျာတခွဲပညာဆိုပါတော့ဘယ်အရာတစ်ခုဟာဘယ်တဲ့များပေါင်းဆက်ပြီးဖြစ်နေတယ်ဆိုတာတွေလည်းပါတယ်ဗျဥပမာဗျာရေဆိုရတဲ့ဟာဘယ်တဲ့များပေါင်းဆက်လို့ဖြစ်တယ်ဆိုတာသိရတယ်ဗျအိုးတင်နေရကြပါလားပြောစမ်းမအောင်မောင်ရဲ့ရေထဲမှာပါတဲ့လေရေဆိုတာ H2O ဆိုတဲ့ဓာတ်တွေကိုပေါင်းဆက်ထားတာဗျ
မောင် H2O ကိုဗမာလိုပြောမှပေါ့ကွဟာဗမာအကုန်လုံးကိုခမရဗမာစကားတွေနဲ့ပြောလိုက်မလဲဗျခမရဗမာစကားကလည်းအင်မတန်ဆင်းရဲတယ်ဒီလိုအထက်တန်းစကားကြီးတွေကိုဘာသာပြန်မှုရှိမယ်မဟုတ်ဘူးဗျဒီတော့အကြမ်းမဲ့မှတ်ထား H က2စ O က1စအဲ့ဒါနှစ်ခုရောရင်ရှည်ဖြစ်တာပဲအဲ့လေဆိုပါတော့ဒီတော့ H ကပါ O ကပါလဲဆိုတာလဲပြောဦးမှာပေါ့ဟာခမရတဲ့အမေးမြန်းထူတဲ့လူကြီးပဲဒါရီဟာတက်သဘောတွေဗျခမရတို့ကိုပြောလဲနားလဲမှာမဟုတ်ဘူးအဲ့ဒီတော့အဲ့ဒီအင်္ဂလိပ်စလုံးနှလုံးပေါင်းရင်ရှည်ဖြစ်တယ်ဆိုတာသာမှတ်ထားပါဗျနေပါအောင်မောင်ရဲ့မောင်အင်္ဂလိပ်စလုံးတွေမပေါ်ခင်ကရေရှိနေတယ်မဟုတ်လားမောင်အင်္ဂလိပ်စလုံးနှလုံးရှိမှာပဲရှည်ဖြစ်ရတော့မလားအော်တဲ့ခတ်ပါလားဒါကသင်္ကေတအမှန်အသားဗျအဲ့ဒီစာနှလုံးရဲ့အရှိအတိတ်ပဲရှိသေးတယ်သိရလားအဲ့ဒီအတိတ်ပဲအရှိကိုကျွန်တော်နှုတ်ဖို့ထဲမှာမှတ်ထားတယ်အခုပါဇက်ထဲမှာတော့မရဘူးပြီးတော့လေဗျာကျွန်တော်တို့ဆရာကအတိတ်ပဲပြောတာမရှင်းပါဘူးကျွန်တော်တို့နားလဲအောင်မပြောတတ်ဘူးဗျဒီဆရာတွေဟာအလက်ကားပါဗျာဟုဆရာကိုလွှဲချပြီးသူ့ဆက်ကိုသူမြ မြန်သိမ့်လိုက်လေတည်းတို့မောင်တို့ကောလိပ်မှာဆရာဝန်ကဘလို့လဲကွမှတ်ထားဆရာကြီးကောလိပ်ဆိုတာကိုရောက်ဖို့မှလူဖြစ်ကျိုးနဲ့တာအနေအစားအကုန်လုံးအထက်တက်အညိုးစားကြီးပဲမှတ်ထားတခါရင် New Life ကိုရောက်သွားတာပဲသိရလားအေးဗါတဲ့နေယူလိုက်ခင်ရသလားဟိုရောက်ရင်အောင်မေပြို့ဆရာကြီးဒါတင်ရုံဆရာမဟုတ်ပါဘူးခမကြီးတို့ဟာပညာလည်းမတက်ယဉ်ကျေးတဲ့အင်္ဂလိပ်စကားတွေလည်းနားမလဲဒါကြောင့်ခမတို့ဗမာတွေခွာကြနေတာသိရလား New Life ဆိုတာအင်္ဂလိပ်စကားဗျအသက်အနေအစားအသက်တစ်မျိုးဆိုလိုတယ်ကြည်လေနေရတာကကျွန်တော်တောမြို့ကလေးမှာစင်ရမ်းမှနေရတာကသူစင်ရတာကုန်တယ်တာတကြီးသားဆိုသလိုတာမညလူတွေနဲ့သာတွေ့ရတာကလားဗျဟိုကောလိပ်ကြတော့အနည်းဆုံးမြို့အုပ်သားဝင်းထောက်သားအရေးပိုင်သားမင်းကြီးသားဆိုသလိုအထက်တန်းစားတွေကြီးကလားဗျအေးလေစင်ရသားရဲ့တာသမီလေးနည်းနည်းပပတော့ရှိတာပေါ့ဘာဖြစ်ဖြစ်ကျွန်တော်တို့အထက်တန်းစားနေမှရွေးပေါင်းတာပဲကုန်ပြောမယ်ဗျာဖက်နဲ့တောင်ကြည့်ပါလားကျွန်တော်တောမြို့ကလေးမှာနေတော့က10ကျက်တန်15ကျက်တန်အထက်ပိုမစီးရဘူးခုတော့ဟော20ကျက်တန်အောင်မစီးရဘူးဗျနေပါဦး20ကျက်တန်အောင်မစီးရတာကမောင်တို့ကောလိပ်မှာဥပဒေလောက်ထားလို့လားဘယ်ကဥပဒေလောက်ထားရမှာလဲဗျခမကြီးလည်းတော်တော်အားတာပဲဟိုမှာအထက်တန်းသားတွေနဲ့ပေါင်းရတာဗျခမ10ကျက်တန်အစုပ်တွေနဲ့မဖြစ်ဘူးဗျလူတွေမတိုးဘူးဗျသိရလားအခုကျွန်တော်စီးထားတဲ့20ကျက်25ကျက်တန်တော့မှလူတွေဝင်နိုင်ုံရှိသေးတယ်သိရလား30ကျက်တန်40ကျက်တန်စီးနိုင်မှဖက်နဲ့ကိုလူဝမ်းကြည့်ရဗျဟင်းမောင်တို့ကောလေးကလူအဖိုးတနာအေးမကြီးဖက်နဲ့အဖိုးတနာအေးကြီးတလို့နေပါကလားတင်းခမကြီးအင်မတန်နှုတ်သေးတာဘူးတော်ပါဗျာကောလိပ်ဆိုတာကြွားဖို့ဗျကြွားဖို့လူပေါ်လူလို့ဖို့သိရလားအဆအရာအထက်တန်းကြီးပဲသွားရစားရနေရတယ်ကြည်ပါလားကျွန်တော်ဟာကောလိပ်ကိုအသွားအပြန် second class ဆိုတဲ့ဘိုးစီးရဲမှာစီးတယ်ခမတို့စီးတဲ့တတိယတန်းဆိုတဲ့စင်ရဲသားတွေကိုဘယ်တော့မှမစီးဘူးအဲ့ဒီ second class ဆိုတာခမတို့စင်ရဲသားတွေလို့တစ်သားခုံနဲ့ညစ်ပတ်ပြီးကြိုးကြိုက်တာမဟုတ်ဘူးသိရလားဆိုဖာဆိုတဲ့မှွေရတစ်မျိုးကိုခင်းထားတယ်အောက်ကစပရင်ထည့်ထားတယ်ပြီးတော့ဓမီတွေပန်ကားတွေမှန်တွေရေတွေစုံလို့ပါပဲဗျာတခါတော့ခမတို့ကိုစီးစီခြင်းနဲ့တခါတည်းရှာလဲသွားမှာပဲပြီးတော့အဲ့ဒီဘိုးစီးတွေအခါကခမတို့စင်ရသားတွေအခါရဲ့သုံးစာပေးရတယ်သိရလားအဲ့လေတချို့ပတ်စံဝါလာတွေဟာပတ်စံပေါ်လို့စီးဝေတဲ့ဘိုးစီးရဲနဲ့သူတို့နဲ့တခြားစီပါဗျာဟောကျုပ်တို့လိုအင်္ဂလိပ်စာတက်တဲ့ကောလိပ်ကျောင်းသားလည်းဖြစ်ရမယ်စတိုင်ကြလှပပဝတ်ဆင်ရမယ်ကျွန်တော်ဘိုးစတာကိုကြည်စမ်းလိမ့်ထားတာစီရိုးမဟုတ်ဘူးဟိုဘီလက်တို့အမေရိကန်တို့ကလာတဲ့စီမွေးတို့ကော့စမက်တစ်တို့ကလိမ့်နေပြီးတော့ပေါင်လာဆိုတဲ့အမွှေးမောင်တို့ဂရီဘာရီတို့အဲ့ဒါမျိုးတွေကိုလိမ့်လို့အဲ့ဒီလိုလှလှပပကြနာနာနဲ့ဝိုးစည်းတွဲနဲ့တော်တာဗျခမတို့တော်သားကြီးတွေတော့အလက်ကားပါဗျာမဲယိုးနဲ့ဟင်းအိုးမအာမနာဆိုသလိုမနေဘူးလားမောင်ရဲ့မောင်ဘိုးစီတွေမစီရခြင်းနေပါစေတော့ယောက်ျားဖြစ်ရတဲ့နဲ့တနခါမျက်နှာချီတွေတော့မလိမ့်မစင်ဘူးမောင်ရဲ့လူခမကြီးအတော်လာပါကလားဒါတော့ပြောနေတာတော့သဘောမပေါက်သေးပဲကိုခမတို့ဗမာတွေမကြီးွားတာအဲ့လိုခစ်မမီခစ်မဆန်တာတွေကြောင့်ပဲနားလည်ရလားကျွန်ုပ်ဒီလေပြုံးရည်ရတာနေလိုက်ဤ
ထို့သောနှစ်ယောက်သားလာခဲ့ရာအိမ်အနီးသို့ရောက်လာလေ၏အိမ်ဝသို့ဝင်လျင်၎င်းတငယ်၏အမိအမနှမများနှင့်တူသောမိန်းမတစုကစူဝါး၍ဟောငါသားကလေးပြန်လာပြီဟောမောင်တောင်းပြန်လာပြီဟောကိုပြန်လာပြီအမေလည်းအခုပဲမင်းစီကစာကိုရတယ်ရရချင်းအဝတ်စားလဲပြီးအခုဘူရာဆင်းမလို့ပဲမင်းစာကနောက်ကျနေတာကိုကွမောင်တောင်းမှာများစွာစိတ်ဆိုးသောမျက်နှာဖြင့်ဟာဗျာဒါမဲ့ခမရတို့ဒီလိုကြီးပဲစာကိုကြပြကြရပေးရတာဗျရရချင်းဆင်းလာပြီးရောပေါ့တတဲလှကျင်လိုက်ကြတာတဲထိုအခါအမကြီးဖြစ်ပုံရသူကမဟုတ်ဘူးကွမောင်တောင်းရဲ့မင်းမဲလို့တယ်တန်ကျိုးရလိုက်ပါလားကတဲ့ပတ်စံကလေးသုံးမဲ့တစ်ချက်ကိုဂယူးဆိုင်လို့မဟုတ်ဘူးမမရဲ့တနင်္ဂနွေနေ့ကြာနေလို့အာဂျင်ဖီးနှစ်ဆပေးရမယ်သိရလားပြီးတော့ပတ်စံလည်းမပေါ်ဘူးဟိုရင်းရွရဒီရင်းရွရနဲ့လက်မငယ်ကဝင်တဲ့၍အဟုတ်သားပဲကိုမှဘယ်တော့မှပတ်စံပုတ်ပုတ်မမသုံးရဘူးပတ်စံမှားလိုက်ရင်ဟောဟိုဖေကဝင်ပြီးညားတယ်ပါတယ်နဲ့ကိုင်ခုတော့ဘယ်နဲ့နေသေးတယ်လဲကိုချစ်ချင်းလျှောက်လာရတော့ကောင်းသေးရဲ့လားဟုဝမ်းနဲ့ပတ်လက်နဲ့ငုံမမဲ့ပြောလေသည်ခေါင်းရင်းခန့်တွင်ကိုရီထိုင်နေရှာသောအဖိုးကြီးက၎င်းသားမိတစုကိုကြည့်၍မဲလိုက်သည်ကိုကျွန်ုပ်မြင်လိုက်သည်ဖြင့်၎င်းသားအတွက်အိမ်တွင်ရှေးရုပ်အဖိုးကြီးကတစ်ဖက်ထစ်ဆန်သောသားမီးတို့ကတစ်ဖက်ဖြစ်နေကြသည်ကိုကျွန်ုပ်ရိပ်မိလိုက်မိ၏ကျွန်ုပ်မှလည်းခေါင်းကမျက်နှာတော့ဘွားကိုခတ်အုပ်ပတ်ကတရေအိတ်ကိုအိမ်မော်ရင်ချ၍အမှတ်မဲ့ထွက်သွားမည်ဟုလှည့်လိုက်ရာမေကြီးကမြည်၍ဟဲ့ကိုလီကပေးကြအောင်လေဟုဆိုမှမောင်တောင်းသည်လက်ဆံ၌ကအိုးဟုတ်ပါရဲ့ဟောဒီဆရာကြီးရှိလို့နိုးမဟုတ်ရဲ့အခက်ပဲဆိုပြီးပတ်စံတမူကျွန်ုပ်အားပေးလေသည်ကျွန်ုပ်ကအိုးနေပါစေကျုံလက်ခီးကျုံတာနဲ့ကူဆွဲလာတာပါနေပါစေဆိုပြီးထွက်ခဲ့၏ထိုအခါအမကြီးဆိုသူကအိုးဒီမှာဦးကြီးရဲ့ထိုအခါကျွန်ုပ်ကပြုံး၍ပြန်လှည့်ကြည့်လိုက်ဟာဟုတ်ပါမောင်ကြီးရဲ့ဟာဟုတ်ပါဒီမှာကိုဟိုရင်းရဲ့ပတ်စံယူသွားပါလေဟုဆိုကပတ်စံလိုက်၍ပေး၏ကျွန်ုပ်ကလွတ်အောင်တုတ်ထွက်ခဲ့၏ထိုအခါညီမငယ်ကရေ၍မမကလောလိုက်တာဦးကြီးရဲ့တဲ့လူကြီးတော့ဖြင့်မမနဲ့ရွယ်တူလောက်ရှိတယ်ပြီးတော့ကိုဟိုရင်းနဲ့ကိုကပြုံးသွားတာမြင်လိုက်ကြလားဆိုသည်တွင်အမကြီးကဘာလဲကောင်မလေးကတော်တော်ရွှင်နင်တဲထားတယ်ဟုချိန်မောင်းတန်ကိုတန့်ကြားလိုက်ရလေ၏ကျွန်ုပ်၏တငယ်ချင်းဆရာကြီးအိမ်သို့ရောက်ညစာစားနောက်နေ့ကျောင်းဆေးရ၏၎င်းညနေတွင်ဆရာကြီးကကျောင်းဥက္ကဋ္ဌအိမ်တွင်ထမင်းစားပိတ်ထားကြောင်းအခြားကော်မတီ3-4ယောက်ကိုလည်းဖိတ်ထားကြောင်းပြောဆို၍2ယောက်သားရှေးမိုးချို့အဝတ်စားလဲကထွက်ခဲ့ကြ၏ကျွန်ုပ်မှယခုတော့ပိုးသားလုံးကြီးအင်းကြီးနှင့်တကွခေါင်းပေါင်းပေါင်း၍အတန်တက်ရရှိသွားလေ၏အခုအနေမောင်တောင်းလာမြင်ရပါလေကူလီငှားရန်အားနာဝယ်ရှိ၏လာခဲ့ကြရာမောင်တောင်းတို့အိမ်လန်းသို့ရောက်လေသဖြင့်ထိတ်ကနေဖြစ်သွား၏စိတ်မလုံးသည်နှင့်အခုတော့မှပဲအိမ်ကိုလဲဟုဆရာကြီးအာမေယာခလလန်းရှိမောင်တောင်းတို့အိမ်ကိုပင်ပြလေသည်ကျွန်ုပ်ကဟိုက်ကွာကြောက်ကုန်ပြီဟုလွတ်ခနဲဆိုမိ၏ဆရာကြီးကကြီး၍ဟဲ့လူဘာဖြစ်တာလဲမင်းဟာဘာမှမဖြစ်ပါဘူးသွားတာသွားပါကွယ်ဆို၍ဘာဖြစ်ဖြစ်ဟုစိတ်တင်း၍လိုက်ခဲ့ရ၏အိမ်သို့ရောက်ကြလျင်လမ်းကြည့်လိုက်ရာမောင်တောင်းကိုရုတ်တရက်မြင်လိုက်ရ၏မောင်တောင်းသည်ကျွန်ုပ်ကိုမှတ်မိပုံရ၏ရုတ်တရက်အခန်းတွင်သို့ခတ်တုတ်ဝင်သွားလေ၏မောင်တောင်း၏အမိအဖအမစသည်တို့ကကျွန်ုပ်ကိုမှတ်မိပုံမရချေကျွန်ုပ်ကိုလီဘွားနှင့်ရောက်စဉ်ကအဝတ်အစားညှစ်ထက်နှင့်မျက်နှာကိုမျက်နှာတုပ်ဘွားဖြင့်ခတ်အုပ်ပစီထားသောကြောင့်၎င်းအိမ်သားအလုံးတို့မှာမောင်တောင်းကိုသာဝိုင်း၍ဂယုစိုက်ကြသောကြောင့်၎င်းကျွန်ုပ်ကိုမမှတ်မိခြင်းဖြစ်ရ၏ကျွန်ုပ်သည်လည်းအိမ်တွင်မပြတ်နေ၏မောင်တောင်းတို့အိမ်သားများကပြူးငါဧခံကြ၏အတန်ကြာနှင့်အဖိုးကြီးကဟဲ့မောင်တောင်းတယောက်ကောဒီမှာပညာဝန်များလာကြတယ်စကားစမိပြောရအောင်လာလက်ကွဲဟုအိမ်ရင်းစီတို့
လမ်း၍ခေါ်လိုက်၏ထိုအခါသမီးငယ်ကဖေဖေကိုရေဟိုဦးလေးကြီးအိမ်ကိုတဲ့အေးကြီးလို့တဲ့ခုပဲဆင်းသွားတယ်တော်တော်ကြာမယ်လို့လည်းပြောသွားတယ်ဖေဖေထိုအခါအဖိုးကြီးမှာကျင်းတဲ့ပုံမရကြီးတဲခတ်တကူအဲ့ဒီဆောင်လေးရောက်မှထွက်သွားရတဲ့လားကျွန်တော်ဘက်သို့လှည့်၍မောင်ကြီးတာတယောက်ကောလိပ်ကျောင်းမှာထားရတယ်သူတို့ကောလိပ်ဆိုတာကအင်မတန်ထိုအခါအမေကြီးကအတိတ်ပဲပါတော့မျက်နှာဖြင့်အဖိုးကြီးကိုကြည့်လိုက်ရသူတို့ကောလိပ်ဆိုတာကအင်မတန်ကြီးကျယ်ဆိုပဲမောင်ရဲ့ဟုအဆုံးတက်လိုက်လေ၏ကျွန်ုပ်ကအတိတ်ပဲကိုနားလည်လိုက်ပါ၏ကျွန်ုပ်တို့လည်းစားတော့စကားစမိပြောပြီးပြန်ခဲ့ကြ၏၎င်းနောက်အခြားနှစ်မျိုးသုံးမျိုးတွင်ကျောင်းစစ်ပြီးနောက်ရန်ကုန်သို့ပြန်ခဲ့၏၎င်းနောက်5လ6လခန့်ကြာသောအခါကျွန်ုပ်သည်မောင်တောင်းကိုမေး၍နေကြပြီတနေ့တနေ့ထူးထူးခြားခြားစာတစ်ကြောင်းရောက်လာ၏စာအိမ်မှာစည်ရင်းစာဟောင်းတစ်ခုမှစုပ်ယူအပ်သောမြင်းချောင်းနှင့်စာရွက်ကိုအိမ်တွင်ကကြီးဖြင့်ကိုင်းရ၍ထမင်းလုံးကော်ဖြင့်ကတ်ထားသောအိမ်လုံးစာအိတ်ဖြစ်၏အပေါ်ကလိပ်စာမှာရှေးလက်ရည်ဖုံကြီးချောင်းလက်ရည်ယူကြီးဖြင့်တည်တက်လှပစွာရေးထား၏ထူးခြားလာ၏ဟုဖောက်ကြည့်ရာအောက်ပါစာဘူးတွေ့ရလေ၏ယိုနေမောင်တော်၏ဖခင်ကစာအားဖြင့်အကြောင်းကြားပါသည်မောင်ဖို့ကြစေရနာရိုးရိုးဖြင့်ပို့အပ်သောမြတ်တာကိုခံယူပါနောက်အကြောင်းကိုမောင်တော်ကဖွင့်ပြ၍သိရပါပြီဟိုထမင်းကျွေးတဲ့နေ့ကသူ့ဦးလေးအိမ်ကိုတွားတယ်ဆိုတာရိုးရိုးမဟုတ်ဘူးပြေးတာသူ့ကိုယ်သူရှိတ်၍မောင်နဲ့မျက်နှာမဆန်ဘူးလို့ပြေးခြင်းပါမောင်နဲ့တွေ့ရကြုံရကလေးကအလွန်လုံလာရပြီးယခုအလွန်ပြောင်းလဲသွားပါပြီမောင်ကြောင့်ကျုပ်သားအဖိုးတန်လာလေသဖြင့်မောင်အားညီမကျေးဇူးတင်သည်ကိုမပြောတတ်သလောက်ရှိရပါသည်ဟောင်းနှင့်မတွေ့မီကကျုပ်သားဖြင့်ပြည့်ရပြီဒီသားကလေးတယောက်ကိုဘလို့ပြုပြင်ကယ်ဆယ်ရပါမည်လဲဟုတကြောင်ကြကြနှင့်နေရပါသည်ယခုမောင်ကြီးသားကယ်ပြီလို့ကျုပ်သားကျွတ်ပါလေပြီအဖြစ်ကိုပြောပြရစီအောင်ကျုပ်သားပြတ်တာဟာသူ့အမေအမညီမတွေကြောင့်ပဲကြည့်ပါဦးမောင်ရဲ့သားကကောလိပ်ကနေပြီးငွေမှရင်30ကျပ်မှရင်အနည်းဆုံး40ကျပ်လောက်ပို့ကြတယ်ကျုပ်ကပို့မပို့ပဲရှော့ပို့ဖို့ပြောရင်သူ့အမေကရှင်းကဘာတီးလို့လဲတဲ့ဟိုမှာလူထဲမှာနေရတာလူလိုနေရတာတဲ့မောင်ရဲ့အဲ့ဒီလိုမအေးလှုပ်ရှားတဲ့လူကစားလိုက်ရင်မဲအမတွေညီမတွေကတခါတည်းဝိုင်းဆူကြတာပဲကျုပ်ဘက်နဲ့နိုင်မလဲသူတို့ကဝိုင်းဆူတော့ကျုပ်ကဘာလုပ်တယ်လဲသိလားကျုပ်ဖုန်းကြီးเจ้าကိုထွက်သွားလိုက်တာပေါ့ကျုပ်မှလည်းအားကိုးနဲ့ကလားမောင်ရဲ့တခါကလည်းကြည့်ပါမောင်ရဲ့မောင်တောင်းကောလိပ်ကပြန်လာလို့ထမင်းဝိုင်းစားကြတော့မောင်တောင်းကဟင်းကြိုမချိုဘူးတဲ့သူတို့ကောလိပ်မှာ12မျိုးဆိုလား13မျိုးဆိုလားအဲ့ဒီဟင်းကြိုမှာချိုတဲ့ဒီတော့ကျုပ်ကမောင်တောင်းရဲ့ဟင်းကြိုဆိုတာဟာပူရင်ချိုတာပေါ့ကွယ်လို့ပြောမိတာနဲ့သားကလည်းစိတ်ဆိုးပြီးထားသွားတယ်သူ့အမေကလည်းကျုပ်ကိုလက်ညှိုးကောက်ကောက်ထိုးလို့ရှင်ကိုအောင်ဘဲရဲ့တဲ့ရှင်တို့သာဟင်းရွက်ပြုတ်ရည်ကိုစားခတ်ပြီးခတ်ပူပူလှုပ်တော့ကြကျုပ်သားကိုတော့အတင်းမတိုက်ပါနဲ့ဆိုပြီးသူ့သားလေးကိုတရုတ်ခေါက်ဆွဲဆိုင်ခေါ်သွားပြီးဟိုမျိုးစုံဟင်းချိုကိုဝယ်တိုက်တဲ့ကျုပ်ကဟင်းချိုဟာပူရင်ချိုတာပဲဆိုတာလွန်သလားမောင်ရဲ့ဟုတ်ကောမဟုတ်ဘူးလားမောင်ရဲ့ကျုပ်တို့ခေတ္တုံးကတော့ဟုတ်တာပဲအခုသူတို့ခေတ္တော့မပြောတတ်ဘူးမောင်တော့ပြောရအောင်မယ်တခါကလည်းသူတို့ဘောလုံးရိုက်ကစားတဲ့လက်ရိုက်တစ်ခုတဲ့ဝယ်လာတယ်ကျုပ်ကမနေတတ်လို့ဘလောက်ပေးရတယ်လဲလို့မေးကြည့်တော့ကြည့်ပါအောင်မောင်ရဲ့35ကျပ်တဲ့ဖះကစားစရာလက်ရိုက်တစ်ခုကို35ကျပ်မောင်ရဲ့ကြားဘူးပါစဒီတော့ကျုပ်မလဲအားတင်ပြီးမောင်တောင်းရင်ငါသားဒီလောက်မိုက်တလားကွယ်35ကျပ်ဆိုတဲ့ငွေဟာနေတာမဟုတ်ပါကလားဟိုနေနွားမတကောင်ဘူးလောက်ရှိနေပါပြီလားလို့ပြောမိပါတယ်မောင်ရဲ့သူ့အမကအခန်းထဲကကြားတော့ထွက်လာပြီးဖေကလည်းတွေ့ကြရလိုက်ပြီးဟန့်နေတာကိုစာတင်တဲ့လူဆိုတာညောင်းနေကိုဆက်လက်ဆက်လုံးမှကျမ်းမာတယ်တဲ့ဒီတော့ကစားစရာဆိုတာဝယ်ရတာပဲဖေရဲ့တဲ့ဒီတော့ကျုပ်ကအေးလက်ကွယ်ကိုဆက်လက်ဆက်ဖြစ်ဖို့နင်တို့35ကျပ်တန်လက်ရရမှမဟုတ်ပါဘူးဟဲ့မဲခရဲ့ထုတ်စီတန်းဖန်ခုံတန်းကစားပါလားကွလမ်းလျှောက်ပါလားကွပြေးပါလားကွပုံမှန်သမီးရဲ့နင်တို့35ကျပ်တန်ရမှမဟုတ်ပါဘူးလို့ကျုပ်ကပြန်ပြောတယ်ပြောနေရင်
သူ့အမေပေါက်လာပြီးကိုအောင်ပန်းရှင်ဝင်းရှုပ်ပြန်မလားတဲ့ရှင်သာနွားမတစ်ကောင်ကို35ကျပ်ပေးဝယ်ပြီးနိုးညှိရောင်းစားပြီးတော့ကျုပ်သားကတော့ကောလိပ်ကျောင်းသားအင်္ဂလိပ်စာတက်မှုဝယ်ချင်တာဝယ်ပါစေကုန်းဘာဖြစ်သေးလဲတဲ့အဲ့ဒီတော့ကျုပ်ကဘာလုပ်လိုက်ရလဲသိရလားကျုပ်ကဖုန်းကြီးကျောင်းကိုထွက်သွားလိုက်တာပေါ့ပြီးတော့လေသူ့သားစီကဆိုင်အောင်မှဖြင့်သူ့အမေမှာအိမ်တကာဈေးဆိုင်တကာလိုက်ပြီးပြောနေတာပဲသူ့သားပဲအတန်းရောက်ပြီးတလဝေဘလောက်ပိုးရတာကလားနဲ့စုံမရောမောင်ရင်သမင်းစားတောင်လိုက်ခေါ်ယူရတယ်ကျောင်းပိတ်လို့ပြန်လာတဲ့အခါအင်းကအလုပ်ကလေးများခိုင်းလိုက်ရင်ဟောသူ့အမေတွေအမတွေကရှေ့ကကာစီနဲ့လာပါရောအင်္ဂလိပ်ကျောင်းသားကောလိပ်ကျောင်းသားများဟာလက်အလုပ်တွေအလုပ်ကျန်းတွေမလုပ်ရဘူးတဲ့ခိုင်းစရာရှိရင်သူတို့ကသာခိုင်းပါတဲ့ကျုပ်လည်းပဲမင်္ဂလာတော့ပရိတ်ကြီးတထားတင်းချိုမဆာ၍မြမဆာအတော်အတန်သင်ခဲ့ဘူးပါတယ်အင်္ဂလိပ်ကျောင်းသားများလက်အလုပ်ကျန်းမလုပ်ရဘူးဆိုတာဘယ်စာထဲမှာမှမတွေ့ဘူးပါဘူးမောင်ရဲ့လူရဲ့ညံရိုးနဲ့စဉ်းစားကြည့်နေလဲမရပါဘူးမောင်ရဲ့တခါတော့ကလည်းမောင်ကိုပြချင်တယ်မောင်တောင်းကိုဘူရာယုံကိုလိုက်ပို့ကြတယ်လမ်းမှာမိုးရထားလို့ရွှွန့်ဝက်ကလေးနည်းနည်းရှိတာကိုအမေနဲ့အမကမောင်တောင်းကိုပွေ့ချပြီးတော့ကူးကြတဲ့ကျုပ်ကြတော့ရှက်လိုက်တာမောင်ရဲ့ကျုပ်ဘာလို့တလဲသိလားကျုပ်ကဖုန်းကြီးချောင်းထွက်သွားလိုက်တာပေါ့အဲ့ဒီလိုမောင်တောင်းပြစီနေတာမောင်ကကိုလီပုံစံနဲ့ဆုံးမခဲ့တဲ့နေ့ကစပြီးအတက်ပြောင်းလဲပါပြီအရင်ကတလ100ကျပ်ပို့ရတယ်အခု90ကျပ်သာပို့ရတယ်တခါသူ့အမေများအမများကပုံမူပို့လင်းလဲငွေကိုမသုံးမဲအိမ်ကိုပြန်ယူခဲ့တယ်ယူခဲ့တဲ့အပြင်သူ့အမေနဲ့အမတို့ကိုအပြစ်လဲတင်တရားလဲဟောလာသူတို့ကောလိပ်ကျောင်းသားကပြောတော့တုတ်မလုပ်ဘူးရင်းနေကြတာပေါ့ကျုပ်ကတထောင်းကပြုံပြီးနားထောင်နေတာပေါ့သူတို့တော့ငါ့ဝတ်လဲတာပဲလို့ကြိတ်ပြီးဝမ်းသာလိုက်တာပေါ့မောင်ရဲ့အိမ်မှာလုံးဆရာရှိလင်းလဲအခိုင်းကိုစောင့်မနေသူဟာသူဖောက်လုပ်တာပဲတပည့်စီလဲရှစ်ခက်ကစားပြီးအကုန်လုပ်တာပဲရထားတို့တင်မောတို့မှလဲတတိယတန်းကပုံမစီဘူးဖနက်များလဲ5ကျက်တန်း6ကျက်တန်းကပုံမစီဘူးအများအဖြစ်တော့ခုတ်ဖနက်တို့ပိန်းတန်းတို့ကိုစီးတာများပါတယ်ကျုပ်သည်ကျောင်းကန်စီရဲ့ဆောက်လုပ်ခြင်းသီလအမြဲဆောက်ရှောက်ခြင်းစသည်ဖြင့်ဒါနသီလဘာဝနာများစွာပြုကျင့်ပါသည်ပြုအပ်သောကုသိုလ်ကောင်းမှုအလုံးစုံ၏အဖို့ကိုခံယူပါညအခါမေတ္တာပို့လင်တရားကျမ်းငယ်အရာအဟံအဝေရာဟောမိဟုမိမိကိုယ်ကိုရှေးဥစွာမေတ္တာပို့ပြီးနောက်မောင်၏နာမည်ကိုတက်၍မေတ္တာပို့ပါသည်ပြီးမှသားမယားအိမ်သူအိမ်သားစသည်ဖြင့်အများအတွက်မေတ္တာပို့ပါသည်ကျွန်ုပ်၏လေးနက်သောမေတ္တာရွရွကြီးကိုခံယူပါလေမောင်၏ကျေးဇူးကြီးလာပါ၏အော်ကောင်းစွာချမ်းသာစွာငါအမှတ်မထင်ပြုအပ်သောအမှုတစ်ခုသည်အလွန်တာသွားလေစားတကားဟုနှိမ့်ချိုက်စွာရည်ကျူးမိ၏ဤသို့ကောင်းမှုတစ်ခု၏အရာလာကိုခံစားနေ၍၄-၅ ရက်မြောက်သောတနေ့နနက်၌ကျွန်ုပ်သည်အိမ်ပြတင်းပေါင်းမှရက်ကြည့်နေစဉ်ခက်လက်လန်းမှတငယ်တယောက်သည်အပြောကန်တခိုင်ကိုထမ်းကကျွန်ုပ်ထံသို့လာသည်ကိုမြင်ရ၏အနီးသို့ရောက်သောအခြားသူမဟုတ်မောင်တောင်းပင်ဖြစ်နေလေ၏ကျွန်ုပ်ကပင်စီး၍အလိုမောင်တောင်းပါလားဘယ်နဲ့မောင်ရင်ငပြောကန်ကြီးကိုတပိန်တပန်းကြီးထမ်းလာရတယ်လေလန်ချားနဲ့ဖြစ်ဖြစ်ကိုလီနဲ့ဖြစ်ဖြစ်လာရောပေါ့ကိစ္စမရှိပါဘူးဦးရဲ့ကျွန်တော်အခုကိုလီကိုတဲမသုံးတော့ပါဘူးဟုပြုံး၍ပြော၏ကျွန်ုပ်ဒီလဲရခင်အကြောင်းကိုတတိယသည်နှင့်အေးဒါလည်းဟုတ်ပါရဲ့လို့ပေမဲ့ကာလဌာနကြည့်လို့ရပါတယ်ကိုယ်တိုင်ပြုတ်အပ်တဲ့အခါလည်းရှိတယ်ကိုလီလိုတဲ့အခါလည်းရှိတယ်နေရာကတိုင်းကိုမဆိုလိုပါဘူးခုလိုနေရာမျိုးတော့ကိုလီငှားကောင်းပါတယ်ကွဥကိုကျွန်တော်တောင်းမရအောင်လာပါတယ်အင်းတောင်းမစရာမလိုဘူးငါမှကိုလီကရပြီရတဲ့တီထက်တောင်းအများကြီးပိုရတယ်ရော့ဟရိမှာကြည်စမ်းဆို၍သူဖခင်ထံမှစာကိုထုတ်ပြလိုက်၏စာကိုဆုံးအောင်ဖတ်ပြီးနောက်အတန်ကြာတွေ့ရနေ၏အမှန်မဟုတ်ချထူးခြားမှုမြင်လာသောအရာကိုခံစားနေသည်ကိုကျွန်ုပ်သိ၏ထိုတငယ်နှလုံး၌မူမြတ်သောစိတ်ဓာတ်တို့တဖွာဖွာဖြစ်နေသည်ကိုကျွန်ုပ်သိ၏ထိုသည်နောက်အလာဘာတလာဘာစကားများပြောကြ၍ကိုင်မောင်လဲကြောင်းတက်ရအောင်မယ်ပြန်ပြီးတော့အချိန်လည်းနည်းနည်းသာရှိတယ်အတန်ဝေးတယ်အဲ့ဒီတော့ဒီလိုနေရာဒီလိုခါမျိုးမှာရင်းရထားတဲ့အောင်မကဘူးမော်တော်ကားနဲ့ပဲတွားရလိမ့်မယ်ဟု
ကျွန်ုပ်ကဆို၍ထိုတငယ်ကညင်းဆန်နေစဉ်တွန်းတွန်းပို့ပို့နှင့်ကားရင်းတို့ထဲကမော်တော်ကားဖြင့်သွားစေလိုက်သည်အခမဲ့ကူလီထန်ချင်းအကျိုးဝတ္ထုဤတွင်ပြီးပါပြီကျေးဇူးတင်ပါတယ်ရှင်